သူဟာတနက်ပြစ်လေ့ကျင့်ခွင့်မှာတစ်ချက်မလွဲအောင်ပြေးခတ်နိုင်သူဖြစ်လို့ဘေးလူတွေကအံ့ဩနေကြပါတယ်ဒါပေမဲ့စုတိဖာစီဝါကြီးတဲ့မိန်းမလိုက်စားရဲ့နေရာမှာပေါ်ပြီးဝါဒနာပါသူဖြစ်ပါတယ်တစ်ဖက်မှာတော့ဘင်ဒူဆိုတဲ့လက်မှုပညာရှင်မလေးရှိပြီးသူမဟာအသေးစိတ်ရုပ်ထုလေးတွေကိုဖန်တီးသူဖြစ်ပါတယ်သူမရဲ့အိမ်နီးချင်းနာနီကတော့ဘင်ဒူကိုချစ်နေတာနှစ်ရှိပြီးဘင်ဒူကတော့သူ့ကိုတိတ်မအဖတ်မလုပ်ပါဘူးဒါပေမဲ့နာနီကတော့မလျှော်သောဆွဲနဲ့သူမကိုအမြဲတမ်းကူညီပေးနေသူဖြစ်ပါတယ်စုတိဖာတော့သူရဲ့ဇနီးဟောင်းကိုတက်ပြီးစီးစိမ့်တွေကိုတင်ထားတဲ့လူယုံမတယောက်ဖြစ်ပါတယ်။ဒီနေ့မှာဘင်ဒူရဲ့ပညာဤကူညီမှုအထင်းတော့အလူငွေလာကောင်းနေစုတိနဲ့စုံမိကြပါတယ်။စုတိဖာဘင်ဒူရဲ့အလှမှာမိန်မောသွားပြီးသူမကိုရအောင်ယူမယ်လို့ကြံစီသွားပါတော့တယ်။ဒါပေမဲ့ဘင်ဒူကနာနီကိုချစ်နေလာသိသွားတဲ့အခါမှာတော့စုတိပြန်မှာနာကဒေါသအဖြစ်ပြောင်းလဲသွားပါတယ်။ဒီနေ့မှာတော့စုတိဖာလူမိုက်တွေရွက်ပြီးနာနီကိုပြန်မဲဆွဲခိုင်းလိုက်ပါတယ်။လူသူမရှိနေရမှာနာနီကိုတေလူသမတ်ရိုက်နေနေတော့မယ်ဘင်ဒူစီကဖုံးလာပြီးနင့်ကငါချစ်တယ်ဆိုပြီးပြောလိုက်ချိန်မှာတော့နာနီတယောက်ပျော်ရွှင်စွာနဲ့ပဲစူတီပြက်လက်ချက်ကြောင့်အသက်ဆုံးရှုံးသွားပါတော့တယ်။ဒါပေမဲ့နာနီရဲ့ဝိညာဉ်ကမကျွတ်မလွတ်ပဲအနားကရန်ကောင်ဦးလေးထဲကိုကူးပြောင်းသွားပါတော့တယ်။30ရက်အကြာမှာတော့ရန်ကောင်လေးအဖြစ်ပြန်လဲမွေးဖွားလာတဲ့နာနီဟာအစမှဘာမှမမှတ်မိပေမဲ့စူတီပြက်မျက်နှာကိုမြင်လိုက်ချိန်မှာတော့အသက်ကအချောင်းစုံကိုမှတ်မိသွားပါတော့တယ်။သူဟာလူမဟုတ်တော့ပေမဲ့သူ့ကိုတတ်ခဲ့တဲ့စူတီကိုကလဲဆချေဖို့ကြိုးစားပါတော့တယ်။စူတီပြက်နားတဲကိုဝင်နှောက်ရှက်တာအရေးကြီးတဲ့အစည်းအဝေးတွေမှာအဆက်ခွဲတာကားမယ်ပေါ်မှာငါမင်းကိုတတ်မယ်လို့စာရေးပြီးချိန်ချောက်တာတွေလှုပ်လာပါတော့တယ်။နောက်ဆုံးမှာတော့ဘင်ဒူလေဒီချန်ကောင်းလေးဟာနာနီထိမှန်တီးထွားပြီးနှစ်ယောက်ပေါင်းပြီးစူတီကိုထုတ်ခါပေးကြပါတယ်။စူတီဖာရန်ကောင်ကြောင့်စီးစိမ့်တွေပြက်စီးပြီးယူမတ်ထိထွားပါတယ်။သူဟာအောက်လန်းဆရာတယောက်နဲ့တိုင်ပင်ပြီးဒီချန်ကောင်ဟာနာနီရဲ့ဝိညာဉ်ထိမှန်တီးထွားတဲ့အခါမှာဘင်ဒူကိုဓားစာကန်လှုပ်ပြီးရန်ကောင်ကိုဖမ်းဆီးပါတော့တယ်။ဆက်ရှိန်အမျက်ဆုံးအပိုက်မှာတော့စူတီဖာရန်ကောင်လေးကိုအတောင်ပန်းချလိုက်ပြီးနာနီဟာသူ့ရဲ့နောက်ဆုံးခွန်အားကိုတုံးပြီးရမ်းမှုတွေနဲ့ကိုလူပြီးမိတောက်ထဲကနေအမျော်လေးကိုခုန်ဝင်သွားပါတယ်။အမျော်ချင်းဟာစူတီကိုထိမှန်တီးဆုံးပြီးအိမ်ကြီးတစ်လုံးပေါက်ကွဲပစ်စီးသွားပါတော့တယ်။ဇတိန်မှာတော့ဘင်ဒူဟာလုံငန်းသွားရင်နဲ့ဘင်ဒူကိုလာနှောက်ရှက်တဲ့လူတစ်ယောက်ဟာအတတ်တက်စီတဲ့ရန်ကောင်လေးကပြန်လေတိုက်ခိုက်ရင်နာနီတစ်ယောက်ဘင်ဒူကိုစောင့်ရှောက်ဖို့ပြန်လာပြီဆိုတာကိုပြသရင်းနဲ့ဇလန်လေးပြီးဆုံးသွားပါတယ်ခင်ဗျာဒီဇလန်လေးကိုသဘောကျတယ်ဆိုရင်နောက်ထပ်ဘလိုဇက်ကားတွေကိုပြန်ပြောပြပေးစီချင်တယ်လေဆိုတာမှတ်ချက်ပေးခဲ့လို့ရပါတယ်အခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ